လူငယ်တယောက်ကမူအိန္ဒိယကိုပန်းဥယျာဉ်ဟုခေါ်ထင်သည်ချစ်သူကိုလက်ဆွဲရရောက်လာသည်ပန်းကလေးတွေနဲ့ပေါက်ကြသည်ထို့ကြောင့်သူတို့ပြောသည်လူအိုတယောက်ကမူအိန္ဒိယကိုတစပြီဟုထင်သည်ညနေရောက်လာသည်ကောင်းကင်ကိုမော့ကြည့်သည်သူ့ရင်ကိုငုံကြည့်သည်ရံဖန်ရံခါငိုသည်နေရာတော့ဒီနေရာလေးကိုပဲကလေးတွေရောက်လာတော့ကစားကွင်းလို့ထင်ပါတယ်တကယ်ချင်းနေနဲ့ကစားကြတယ်လူငယ်ရောက်လာတော့ပန်းဥယျာဉ်ကြီးထင်တဲ့ချစ်သူလေးနဲ့ရောက်လာတယ်လူတယောက်ရောက်လာတော့အော်ငါရဲ့နေဝင်ချိန်ပါလားတစပြီကြီးပါလားသူကအဲ့လိုထင်သွားတယ်ဒါဟာနေရာတစ်ခုပေါ်မှာကျွန်တော်တို့အတွေးခေါ်တွေဟာအရွယ်တွေနဲ့လိုက်ပြီးတော့ပြောင်းလဲသွားတယ်သဘောတရားလေးတွေပါအဲ့တော့ကျွန်တော်တို့ကကြပြဒီနဲ့နေတဲ့အခါကျတော့ကြပြဆရာဆိုတာကိုယ်နဲ့မဆိုင်တဲ့အရာတွေကိုလေဝင်ရောက်ပြီးတော့ခံစားတယ်တခုတော့မဆိုင်ဘူးဆိုတာမဟုတ်ကြပြဆရာမှာအရာအလုံးဟာဆိုင်နေပါတယ်အခုနပြောသလိုပေါ့တရားမဝင်လွတ်တော်ကိုယ်တည်းလို့တော့ကြပြဆရာဆိုတာရှယ်လီကပြောခဲ့ဘူးတော့ဟုတ်အဲ့တော့ तू ကကျွန်တော်ဆိုလေတခါကကျွန်တော်တို့ဒီရာသီဥတုနဲ့ပတ်သက်ပြီးတော့ထုတ်တဲ့မဂ္ဂဇင်းတစ်ခုကကျွန်တော်ရှိမှကြပြတစ်ပုဒ်တောင်းလို့ကျွန်တော်ရေးဘူးခဲ့ပါတယ်ဒီကြပြလေးလည်းအလင်းတက်လို့ဒီနောက်မှာကျွန်တော်တတိယလုံးရွတ်ပြခြင်းပါတယ်ဒီနေ့ဒီချိန်ကကျွန်တော်တို့ကမ္ဘာရာသီဥတုဖောက်ပြန်မှုတွေကြောင့်အင်မတန်ရာသီဥတုတွေဖောက်ပြန်တဲ့တန်တွေနိုင်ငံနဲ့အဝခံစားနေရပါတယ်အဲ့ဒါကိုကျွန်တော်ကစัจ java လာမြည်တမ်းလို့အမည်ရတဲ့ကြပြလေးတစ်ပုဒ်ရေးခဲ့ပူပါတယ်တချိန်ကငြိမ်သက်ခဲ့တဲ့မိုးကောင်းငယ်အခုတော့တော်ရိုင်းစင်တကောင်မုံယုံနေတယ်လို့ပစัจ java လာကြီးလေးမျက်နှာမဲ့လို့ဗဒ္ဒမြေကပါစီလှမ်းအော်ပြောတဲ့ဟေ့မြေဝတုံကြီးမင်းကိုရာသီတဆုပ်မျိုးစစ်တထုပ်အညီအမျှကန့်ခဲ့ပြီပဲအာဂလူတွေကြည်ပြာရောင်ငါ့ကိုခဲပုတ်ရောင်စီဆူခဲ့မျက်နှာဖုံးကုတ်စီနဲ့အမျိုးစုံအောင်တီထွင်ဓာတုလက်နဲ့ဇီဝလက်နဲ့ကဘာဖြက်မဲ့လက်နဲ့အက်ဆစ်မိုးကြီးငါမရွာခြင်းဘူးဟေ့ Greenpeace ငင်းချမ်းကြီးလူသားတို့ဤလုံးပန်းကြကြိုးစားကြတားမြစ်ကြငါလဲထိန်းထားတယ်ဒါပေမဲ့ငါလက်တွေညောင်းလာပြီကွယ်ငါဟာပန်းတဆုပ်သာကျဲကျင်တယ်အဆက်ပလင်းမခွဲခြင်းဘူးကဘာကြီးကကျွန်တော်တို့လှမ်းတတိပြီးတယ်သူဟာပန်းကျဲကျင်လို့ဒီကဘာလောကကြီးကိုလူသားတွေနေခွင့်ပေးထားတာပါအစစ်ပလင်းခွဲပြီးတော့လူသားဒုက္ခရောက်မဲ့ဟာမျိုးတွေလိုချင်ပါဘူးဒီလိုပဲကျွန်တော်တို့ကြပြလောကမှာစာပေလောကမှာလူငယ်တစ်တွေအခုဆိုရင်လူတစ်တွေ next generation အများကြီးလိုအပ်လာတယ်လူငယ်တွေကြပြရေးဖို့လိုအပ်လာတယ်လိုအပ်လာတဲ့အခါနေရာပေးဖို့တဲ့အခုလိုဒီလိုမီဒီယာတွေဒီလို platform လေးတွေကမရှိမဖြစ်လိုနေတာပါအဲ့လိုစင်တင်မဲ့ platform တွေဒီမှာရှိလာတာကိုလေကျွန်တော်အရင်ကျေးဇူးလက်တင်တယ်ခန်းစားလို့လည်းရတယ်ဘာဖြစ်လို့လဲဆိုတော့တခါတော့ကလူတယောက်စာရေးဆရာတယောက်ဖြစ်လာဖို့အတွက်ကတော်တော်ခဲရင်ပါတယ်သူ့ရဲ့စာအုပ်ကလေးတစ်ခုစာမူလေးတစ်ခုမဂ္ဂဇင်းပါဖို့ဆိုပိုတော်ခဲရင်သေးတယ်အဲ့လိုခဲရင်မှုတွေနဲ့ပြန်လာတာပါကျွန်တော်နိုင်ငံမှာမဟုတ်ဘူးကျွန်တော်ဖတ်ခဲ့ဘူးတာနေရာပေါင်းစုံမှာရှိတယ်ဒါလေးကကျွန်တော်သဘောကျလို့ဒီမှာထည့်ပြီးပြောချင်တာပါပြင်သစ်ပြည်မှာနည်းနည်းတက်သစ္စာကလောင်လေးတယောက်ပေါ်လာတယ်သူ့နာမည်က Honor de Balzac လို့ခေါ်ပါတယ်သူ့ရဲ့စာတွေကြည့်တဲ့အခါထုတ်ဝေသူတွေကကြည့်တော့လက်ကအလားအလာရှိတယ်ငါတို့သူ့ကိုမြေထုတ်ဝေဖို့အတွက်စာချုပ်ချုပ်လိုက်မယ်ဒါပေမဲ့ तू ကဒနာရှင်စိတ်ဓာတ်နဲ့အလားအလာကောင်းတဲ့ကောင်လေးကို तू ဝဲကျင်းတာပါအပြီးချုပ်လိုက်ချင်တာအဲ့တော့သူ့စာမှုလေးတွေဖတ်ကြည့်တော့သဘောကျတော့ငါသူ့ကိုသွားပြီးတော့စာမှုဝဲဖို့သွားမယ်तू ဘယ်လောက်တန်တယ်ဆိုတာ तू မသိဘူးဒါပေမဲ့ तू franc ငွေ300ပေးမယ်လို့ तू စိတ်ကူးပြီးတော့သူ့အိမ်ကအဲ့စာရေးဆရာအိမ်ကိုသွားတယ်
ကြည့်လိုက်တော့စာရေးဆရာအိမ်ရဲ့လိပ်စာကြည့်တော့စင်းရဲသားရက်ွက်ဖြစ်တော်တော်လေးနုံနုံပါပါရက်ွက်ဖြစ်နေဒီလောက်နုံပါတဲ့စာရေးဆရာကိုငါဖရန့်ငွေ300ပေးများနေလိမ့်မယ်ဒီလောက်ပေးဖို့မလိုငါဖရန့်ငွေ200လောက်ပဲပေးမယ်လို့သူစိတ်ကူးလိုက်တယ်လမ်းမှာနေစိတ်ကူးနဲ့100လျှော့သွားလျှော့ရင်းနဲ့တွားလိုက်တော့လမ်းလေးကကျင်းချင်းလေးစုပ်ပြတ်နေတဲ့လမ်းလေးအဲ့ဒီအိမ်ရဲ့မာအိမ်အိုလေးတစ်လုံးတွေ့တယ်ဟာဒီလောက်ဆင်းရဲမှာတော့ဒီလိုလမ်းမှာနေတဲ့လူကငွေ200တော့တိတ်များနေပြီငါဖရန့်ငွေ100ပဲပေးမယ်လို့သူစဉ်းစားလိုက်ထပ်ပြီးလျှော့လိုက်တယ်ဒီလိုနဲ့သူအဲ့အိမ်ရှိရောက်သွားတယ်ကြည့်လိုက်တော့အိမ်အိုတစ်လုံးရဲ့တက်တိရတာမှာတော်တော်လေးကိုဟောင်းနှုတ်နေတယ်အိမ်ဒါနဲ့သူတက်သွားတယ်တကားခောက်လိုက်တကားဖွင့်ပြီးဝင်သွားတော့အဲ့ Honda D Bolzec ကစပွဲတစ်လုံးပေါ်မှာရေတံဘူးလေးတစ်ဘူးနဲ့ပေါင်မုံညိုလေးတစ်ခုထိုင်ဆိုင်နဲ့ရေတံဘူးလေးမျောချနေအဲ့တော့ကြည့်တော့ဟာ तू ကအနေနဲ့ဆင်းရဲတာမို့စားရပါဆင်းရဲတာပဲသူ့ကိုငါ franc ငွေ90ပဲပြီးတော့မယ် Franny Bolzec ကလည်းသူ့လိုလူမျိုးကိုဒီလိုအခွင့်အရေးလေးကြုံတဲ့အခါ तू ဝင်းသားအရလက်ခံလိုက်တယ်အဲ့တော့ဒီလိုဘဝနဲ့ तू စပြီးစာရေးဆရာဖြစ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကျလဲကြောက် तू ဟာကဘာကျော်ဒေါ်လာတန်းချီပေါ့နော်ဒီ franc ငွေတန်းချီရတဲ့စာရေးဆရာကြီးဖြစ်သွားတယ်ဒါစာရေးဆရာကြီးဖြစ်လာတဲ့အခါမှာမိတော်မြောက်သူလူတွေတချို့အရင်ချိုးတဲ့လူတွေရှိတယ်ဆိုတာလေးကိုဒီနေရာမှာအမှတ်တရလေးပြောချင်လို့ကျွန်တော်ဒီစကားလေးထည့်ပြောတာပါကျွန်တော်တို့ဒီလိုစာပေရနေပြီးတော့လူတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ရတာပါမြင့်တင်ရကျွန်တော်တို့နိုင်ငံမှာကျတော့အကြောင်းပညာရေးဟာအမှုပညာအားနည်းနည်းနေတယ်နိုင်ငံတကာမှာကျတော့အကြောင်းပညာရေးကနည်းနည်းကျန်တဲ့ဟာဒီသူတွေရဲ့နှလုံးသားကိုပြင်တာလေးတွေကိုများပြင်ပေးတာများတယ်အဲ့ဒါကျွန်တော်ကနေဒါနိုင်ငံကနေဒါလူငယ်လေးတယောက် Royal Harley Jet လို့ခေါ်တဲ့ကလေးလေးတယောက်အကြောင်းကိုကျွန်တော်ဒီမှာအမှတ်တိုက်ဆိုင်လို့ပြောပြခြင်းပါတယ်